computer တစ်ခုမှာတချို့ကအမျိုးအစား hardware နဲ့ software ဆိုတဲ့နှစ်မျိုးရှိတယ် hardware နဲ့ software hardware ဆိုတာသူကဘာလဲဆိုတော့ထိတွေ့ကင်တွဲလို့ရတဲ့အရာတွေမှန်များအားလုံးက hardware တွေဖြစ်တယ်ဒါဆို laptop ကလည်း hardware ဖြစ်တယ် desktop ကလည်း hardware ဖြစ်တယ်ပြီးတော့ system unit သူပြောတယ် monitor system unit keyboard mouse အဲ့ဒါတွေအားလုံးက hardware မျိုးစားတွေဖြစ်ပါတယ်အချက်ပုံလေးလည်းပြထားတယ်ပေါ့နော်ဒီပုံလေးကိုကြည့်လို့ရတယ်ဒီထဲမှာသိတဲ့ဟာလေးရှေ့ပြောပြပါအောင်ရှယ်ဘာလေးသိလဲ Okay, Gmail okay ပြီးတော့ Gmail ကလက်ရှိသုံးတယ်ဟုတ်တယ် PowerPoint ရှိတယ်ကျွန်တော် slide show လေးတွေသုံးတဲ့ဟာ PowerPoint ရှိတယ်ပြီးတော့ Microsoft Word လားမသိဘူးဟာလေ ဟုတ်တယ် Microsoft Word ဖြစ်တယ်အဲ့ဒါလေးကသူက Microsoft Word ပေါ့နော်သူကဘာလဲဆိုတဲ့အခါကျတော့အဲ့ဒါလေးတွေက software လေးတွေ